မြန်မာ Classic Group Company Limited ကနေ technician တွေအတွက်ပြုလုပ်ပေးထားတဲ့ promotion မှာလစဉ်လာတိုင်းဖုန်းတွေကိုမဲဖောက်ပေးလာတာအခုဆိုလို့ရှိရင်တော့နောက်ဆုံးအကြိမ်ကိုရောက်ရှိလာပြီဖြစ်ပါတယ်ရှင်ဒီတစ်ခေါက်က final live ဖြစ်တဲ့အတွက်ဖုန်းသုံးလုံးအပြင်တခြားစုမဲပေါင်းများစွာကိုလည်းဒီ live ထဲမှာမဲဖောက်သွားမှာပဲဖြစ်ပါတယ်ရှင်ဖုန်းသုံးလုံးအပြင်တခြားစုမဲတွေကတော့ MCG လွယ်အိတ် Chico Rice Cooker Chico Microwave တို့ပဲဖြစ်ပါတယ်ရှင်ဒီစုမဲတွေကိုကိုချမ်းနဲ့ဖိတ်ကြားထားတဲ့ဧည့်သည်၃ယောက်ကနေပြီးတော့ live မှာမဲဖောက်ပေးသွားမှာဖြစ်တဲ့အတွက်ဘယ်သူတွေကကန်ထူးသွားမလဲဆိုတာသိရအောင်လို့ဆက်ပြီးစောင့်ကြည့်ပေးကြပါဦးရှင်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့အခု promotion နောက်ဆုံးလာပါဗျာနောက်ဆုံးကန်ဆယ်မဲ့ဟုတ်ကန်ဆယ်မဲ့နိုင်ပွဲနေကျူဆိုပါတယ်ကျန်လည်းကျူဆိုပါတယ်ကျွန်တော်တို့ဒီတဲ့ပုံမှာတော့နောက်ဆုံးမဲနိုင်တဲ့အစီအစဉ်မှာတော့ကျွန်တော်တို့ဒီမှာခါတိုင်းထက်ပူချောတဲ့ခက်ချောကိုကြီးတို့ရောဖိတ်ခေါ်လာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ကနောက်ဆုံးမဲနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကန်ဆယ်မဲ့လည်းကျွန်တော်တို့ကိုနေဝင်းကြည့်အောင်ဆိုပြီး9ခုစီစဉ်ထားပါတယ်ဟုတ်ကန်ဆယ်မဲ့အပြည့်ကျွန်တော် microwave အများကြီးစီစဉ်ထားပါတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီကနေပြီးတော့ကျော်ဝဲနှလုံးပါတယ်ပြီးရင် microwave ပါတယ်ပေါင်းပါတယ်နော်နောက်ဆုံးဒီဖုန်းကကြတော့သူတို့မနိုင်တော့ဘူးလို့ပြောပါတယ်သူကသူတို့ယူမယ်လို့ပြောပါတယ်အဲ့တော့ကိုတို့ပဲမိတ်ဆက်ပေးပါကိုတို့ဆိုင်လေးကိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Sam Brother က General Manager ဦးစင်မနိုင်ဖြစ်ပါတယ်ကျွန်တော်တို့ Sam Brother ကတော့နိုင်တရားမှာရှိပါတယ်ကျွန်တော်မှလည်း Aircon ရေခဲတစ်တာ Wisher set Home Player Solar Battery Inverter အကုန်လုံးရောက်ပါတယ်ကျွန်တော်တို့စီမှာလည်း Software ဘက်တွေလည်းရောက်ပါတယ်အကုန်လုံး Technician ကြီးရောအကုန်လုံးလည်းအားပေးလို့ရပါတယ်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီနောက်တော့ Technical Aircon Service ကကျွေးဖို့ဖြစ်ပါတယ်ဗျာ Aircon ရေခဲတစ်တာ Wisher Desk ပဲပေါ့နော်အားတွေအကုန်လုံးရပါတယ်ဆိုတော့လည်းလာရောက်အပ်လို့ဖြစ်ပေါ်ပါတယ်နော်ကျွန်တော်ကတော့ကိုပြည်တော်ဖြစ်ပါတယ် PTO Aircon Service ရောက်လို့ပေါ့ကျွန်တော်ဟုတ်ကဲ့ပင်လုံလမ်းပေါ်မှာ30ရက်ကွက်မှာတဆိုင်ရှိတယ်စာပဲနောက်တစ်ခုကဘုံပါဒူလမ်းကျွန်တော်တို့48ရက်ကွက်မှာတဆိုင်ရှိနေနောက်တစ်ခုကရှူရောအနေနဲ့ကတော့ကျွန်တော်က17ရက်ကွက်အရှိပေါ့စမနူဝလမ်းမှာတဆိုင်ရှိပါမယ်ဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အခုလိုမဆက်ပေးရကျွန်တော်တို့က promotion ရလဲပြီးခဲ့တဲ့30ရက်နေ့ပြီးရပေါ့နော် overseas trip ပေါ့နော်အဲ့ဒီဟာလေးစီစဉ်ထားတယ်အဲ့ဒီဟာကိုအပြင်ကျွန်တော်တို့ကလာတိုင်းနဲ့ဒီတလားမှာဆင်တဲ့ပုံမှန်မှုတည်ပြီးတော့ကျွန်တော်ဖုန်းကန်ဆယ်မဲ့တွေစိုက်ပေးတယ်ပေါ့နော်အခုဒီတက်ကတော့ခုနကကျွန်တော်ပြောသလိုပဲနောက်ဆုံးကြည့်ဖြစ်တဲ့အတွက်ကြောင့်မို့ကန်ဆယ်မဲ့တွေနည်းနည်းပူထက်တာပါတယ်အဲ့တော့အဲ့ဒီဟာလေးရှိပါတယ်ပြီးရင်အခုကကျွန်တော်ခါတိုင်းကျွန်တော်တို့ကလည်းတောက်လျှောက်ဒီခီးစဉ်နဲ့ပတ်သက်ပြီးတော့အခု event တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောခဲ့တာပေါ့နော်အဓိကကျွန်တော်ဒီ promotion ကကျွန်တော်ခါတိုင်းနဲ့မတူဘဲနဲ့ကျွန်တော်ဘယ်လိုလေးလုပ်လိုက်လဲဆိုတော့ကျွန်တော် event တွေစနစ်လေးနဲ့ service app လေးနဲ့ကျွန်တော်တို့ကဒါအောင်သုံးနေတဲ့အတွက်ကြောင့်မလို့ service app ပဲကျွန်တော် promote လုပ်ချင်တဲ့အနေနဲ့ဒီဟာလေးခီးစဉ်တွေကျွန်တော်တွဲလိုက်တာပေါ့နော်အဲ့လိုလေးအစားဆိုရင်ကျွန်တော်တို့ကမျိုးစုံတော့ကြားတာပေါ့နော်လောကကန်ရတဲ့အခက်အခဲရှိတာတို့ပါလိမ့်ညာတို့ကျွန်တော်တို့စားချင်းလေးစားချင်းအဲ့လိုရှိတယ်ခင်ဗျာကိုကအပြောင်းလဲတစ်ခုလုပ်တာပေါ့နော်ကျွန်တော် overseas fee တွေကို technician installer တွေကိုကျွန်တော်တို့ကပို့စီစဉ်လိုက်တယ်ပေါ့ဗျာအခုတော့ဝိုင်းပြီးတော့ကျွန်တော်တို့ကြည့်ရတဲ့ data ရတော့ဝိုင်းပြီးတော့လောက်ကြတယ်ပေါ့ဗျာအဲဆိုရင်ကျွန်တော်သိချင်တာကိုတို့3ယောက်လို့ရဲ့အကိုတို့ကဒီဆင်ရစားပေးတယ်အကိုတို့ကကိုလည်းဆင်တယ်ကြောင်းလည်းရောက်တယ်စီးရရှိတယ်ဖွဲ့ရရှိတယ်အဲဒါကြောင့်ဆိုတော့ကျွန်တော်သိချင်တဲ့ဟာကျွန်တော်ဒီက4ယောက်နေနဲ့ဟောကြောင်းတဲ့လူနေရဟောကျွန်တော်ကိုတို့စီမှာလာဝယ်တဲ့ installer တွေရဲ့ခန်းစားချက်တွေတုံ့ပြန်မှုတွေဒီကျွန်တော်တို့ရဲ့ promotion စီးစဉ်နဲ့ပတ်သက်အဲ့ဒါလေးသိချင်တယ်ကိုစင်ရနေပြီးတော့စပြောပြီးပါကျွန်တော်ခုလိုခီးစဉ်တွေပါလေဆိုလို့ရှိရင်တော့ချီကွာလောက်လိုက်ရင်တော့ဒါပြိတ္တမို့ပေါ့အကောင်းဆုံးလောက်တာကိုကျွန်တော်သိရတယ်အခုဆိုလဲဒါဒီလာတွေအတွက်ဆိုလဲဒီလာတွေအတိအကျမှမလုပ်ပေးတယ်နောက်တစ်ခုမှကျွန်တော် technician တွေအတွက်ဆိုပြီးတော့အတိအကျမှဘယ်သူမှမလုပ်တဲ့ဒါဟို promotion သဘောမျိုးကိုဒီ trip ကိုလုပ်ပေးတာဆိုတော့ကျွန်တော်တို့အရာအားရပါဘာလို့လဲဆိုတော့ဒီ technician တွေဆိုရင်ပစ္စည်းတွေပါလာဝယ်တယ်ဆိုလို့ရှိရင်ဖုန်းလေးတွေမှာရှိတဲ့သူတို့စင်လာတဲ့အလုံးကြီးလေးကကျွန်တော်ဘယ်လောက်ရသွားပြီဘယ်လောက်ရှိနေပြီတက်ကောဆိုလို့ရှိရင်ကျွန်တော်ကတချို့အရင်ကြီးကြီးတယ်လာပို့မယ်ဆိုတော့မပို့နဲ့အားချင်းပေါ့နော်ဒီလိုမျိုးလာပြီးတော့တက်ကြွလောက်တာလေကျွန်တော်တွေ့ရတယ်ပေါ့နော်သူတို့ကြိုးစားတဲ့အလျောက်သူတို့ကိုယ်တိုင်တွားမယ်ခီးစဉ်တွေဆိုတဲ့အတွက်မဟုတ်လေကျွန်တော်လည်းရောင်းရတဲ့လူတယောက်နေနေတော့အရင်အားရပါကျွန်တော်ပြောဟုတ်ဒီကရိုးချင်းလောက်တာတော့နော်ဒီလာတွေ့ရောဒီဆိုတာတွေ့ရောနော်လောက်တဲ့အချိန်မှာဘယ်လိုလဲဘယ်တော့တော့တွားရမလဲဒီလိုစင် value လိုက်ဖို့ပြီးတော့ပြင်ခီးနေဆိုတာအကုန်
တော်တည်ကြနေကြပါတော့အားလေးလည်းတည်ကြနေကြတော့ကြာပြီပေါ့နော်ပြင်မှာပြန်ကြားနေကြပါတော့အားလေးလည်းကိုချက်နေတယ်ဆိုတော့ရှင်းပြရပါတော့နော်နောက်တလားပိုင်းပေါ့နော်နီးနေပြီကိုနီးနေပြီအားမလို့ဘာလို့လဲဘာလို့လဲဘာညာတော့ကလေးခေါ်ရပဲလို့ကိုပြင်ဆင်လို့ရနေပြီ already ဖြစ်နေပြီဒီကကျွန်တော်တို့ကပတရားနှစ်ညဘိုင်ကောက်တစ်ညကျွန်တော်တို့ကဒီ identity ကိုပဲသွားမယ်ဘာလုပ်မယ်ဘာစီစဉ်ရှိရဲဆိုတာကျွန်တော်မနေ့ဖြတ်ဆိုကျွန်တော်တို့က schedule ကထွက်သွားပြီခေါ်ပါလေးဖြစ်သွားပြီဒီနေ့ကဘာလုပ်မယ်ဘယ်မှာတက်မယ်ဘာညာအကုန်လုံးကကျွန်တော်တို့ကမနေ့ဖြတ်ဆိုကျွန်တော်ကြော်ညာတော့တကယ်ချင်းကြိုက်ပြီးတာပါတလာပိုင်းဆိုတာတကယ်ပြောမှာတယ်ဟုတ်ကဲ့ ပေကျွန်တော်ကနောက်ကိုယ်ကိုပြန်မေးချင်တဲ့အားကြတော့ဗာလဲဆိုတော့ခုနကအခုစီပြောလို့ပေါ့ကျွန်တော်တို့ရဲ့ဒီ key စဉ် promotion ရဲ့ခန်းစားချက်ကိုယ်ရဲ့ခန်းစားချက်ရဲ့ကိုစီမှာလာဝင်နေတဲ့ကျွန်တော်ကကြားတဲ့ installer တွေရဲ့ဟိုတုံ့ပြန်မှုကဘယ်လိုရှိတယ်အပြင် event တွေရောသုံးရတဲ့ဟာပေါ့အခုကတော့ဒီစုဖြစ်သွားနေတာစာပိုင်းကတော့နည်းလေးတော့ခက်ခဲရှိတာပေါ့နော်ဟိုဖုန်းဆက်ဒီဖုန်းဆက်ပေါ့နော်ဒီပုံမှန်တစ်လုံးနှလုံးပါပဲဒီနှလုံးသုံးလုံးပြီးသွားတဲ့အချိန်မှာတော့အလောကဒီတော့ဒါကြည့်ပြောရတာပေါ့နော်ဒီပြောရတဲ့အချိန်မှာလည်းလုံးဝစပြီးပါတယ်ဟုတ်ဟုတ်ကြည့်ပါလေလို့ရှင်းနေတော့ပြီးတော့ပြီးနေတယ်လို့ဒီပြန်မှယူနေမှာပါရုံတော့ဒီ event တွေနဲ့အခုဒီ key စဉ်ကိုအခုလိုလုပ်တဲ့ဥစ္စာမှာတော့တော်တော်များများကျွန်တော်တို့ကတော့ installer လာတာပြီးတော့ installer အတွက်တော့ဒါအထူးကောင်းတဲ့အခွင့်အရေးလို့ကျွန်တော်မြင်တယ်ပေါ့နော်ဟုတ်ဖြည့်ဆိုတော့စပြီးတော့အယောက်30တယောက်ပါမယ်ဆိုတော့ကျွန်တော်ဘာဟောဖြစ်ကြတာဆိုအခက်ခဲကတော့အစာပိုင်းတစ်ချိန်နှစ်ချိန်လောက်ဖြစ်တာဟုတ်ဒါကျွန်တော်ဘက်ကဖြစ်တာပြရပါကျွန်တော်ဒီလိုရင်တော့ဖြစ်ရင်ဖြစ်သူတို့ကျွန်တော်ဘာလုပ်လိုက်တာလဲဆိုတော့မင်းတို့ဒီ key စဉ်ကိုအလုံး30လေးလာတယ်မင်းတို့တယောက်လိုက်ရဆိုပြီးတော့ကျွန်တော်ပြောလိုက်တော့သူတို့ပဲသူဆိုတော့သူစူးစမ်းပြီးတော့ဖြည့်ရင်းရတယ်ပြီးတော့အစင်တော့ပြီးသွားတယ်အဲဒီတော့ဒီ key စဉ်အတွက်တော့ကျွန်တော်အမြင်နဲ့တော့အားလုံးကိုစားကျေးဇူးတင်ပါတယ်ကောင်းတယ်ပါတယ်ဒီလိုတင်ပါတယ်ကျွန်တော်တို့ကအကုန်လုံးအခုကတကယ်ဆိုရင်ဒီ promotion မှာကျွန်တော်တို့ကတကယ်ဟိုဝင်တဲ့လူဆိုရင်350နဲ့400ကျတော့ရှိမှာအချို့ရောက်မလိုက်ဘူးကြောက်သူတို့ကစင်သွေးပြေးတာနဲ့တခြားကိစ္စတွေနဲ့မလိုက်ဖြစ်တဲ့ဟာတွေကျွန်တော်ရှိတာတော့အဲ့လိုပါဒီရောက်နေတာကျွန်တော် technician တီးတယ်technician လေးပဲဟုတ်တီးတယ်တော်တော်အားရဖို့ကောင်းပါတယ်ဒါခုကြိုးစားတဲ့ဟာလေးတွေဒါရတာဆိုတော့ဒီနော်ဘာဆိုအကုန်လုံးကလည်းချွေးတလုံးလုံးတန်တလုံးလုံးနဲ့ဟောတောင်းနေတခါတည်းတကယ်ပူတောင်းနဲ့ယာဒီမှာတခါတည်းချတာဆိုတော့ဟုတ်မိုးရတစိုးစိုးနဲ့နော်အဲ့တော့သူတို့ကလည်းတားကိုလိုက်ချင်တော့အားတက်တရောကိုသူကပြေးသွားပြီဆိုသူကတားကိုဝမ်းတာတယ်အဲ့ဒီတော့လိုက်မယ်ပေါ့ဒီလိုခွင့်ရပြီးတော့လည်းဒါချီကိုပဲဒါပထမစပေးတာပါဒါtechnician ရောဒါဒီဟာတော့ပေါ့ရှင်းတာတာလုပ်ပေးတာဆိုတော့ဟုတ်တယ်ခါရဲကျတော့ကျွန်တော်6လောက်သွားတယ်ပေါ့နော်6သားကျတော့လည်းကျွန်တော် technician နဲ့ခဏသွားနေရတော့မြန်ကျိုးနေပြီလေတော့အဲ့အကြောင်းမလို့ဟိုပါစီပေါ့နော်နောက် promotion ရဲ့နောက်ဒီတမန်ထပ်လို့တော့ပေါ့သူခုတော့ထိုင်တာပြီးသွားရင်ဒီရဲ့စိတ်ဝင်စားပေါ့နောက်ဆိုသွားလို့ရလက်ကဘာဒီသွားမှာပေါ့ဒီလဲအေးဆိုလက်ကဘာဒီစိတ်ကဘာမှမဟုတ်လက်ကဘာတော့ပို့တော့ကြေဟောအဲ့လာမှာပါတော့အခုဆိုရင်ကျွန်တော်တို့အဲ့နဲ့ချောတဲ့လူ3ယောက်နဲ့အခုကျွန်တော်တို့ဆွေးနွေးတာလည်းပြီးသွားပြီသူတို့နဲ့လူရင်းလေးတွေလည်းကျွန်တော်ပြောပြသွားပြီဆိုရင်ဒီကျန်တာလေးလည်းပြီးသွားပြီပြီးသွားပြီဆိုတော့ကျွန်တော်တို့မဲနိုင်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့3ယောက်စိတ်ဝင်စားတာဒီမဲနိုင်ပဲစိတ်ဝင်စားမှာဖြစ်ပါတယ်အဲ့တော့နိုင်တော့မှာဖြစ်ပါတယ်ကိုယ်NCG ကြောပိုင်းကလုံးကိုပထမဆုံးနိုင်မှာဖြစ်ပါတယ်နိုင်လိုက်ပါပြီဒီတစ်ခုပါခွဲရတယ်ရစီတီနံပါတ်လေးကိုဖတ်ပြပါတီနံပါတ်ဖတ်ပြပါ001419ကိုတူရာဆူကိုတူရာဆူဟာဘယ်နဲ့လဲအဲ့ဒါကျွန်တော်နိုင်တယ်တော့ကျွန်တော်မရှိဘူးလားဝေးကိုဆိုင်လည်းကိုဆွဲတယ်တော့ကြည့်မတယ်ဒီ00033ကိုချမ်းနေပါကိုချမ်းနေရဖြစ်ပါတယ်ဆိုပြီးเข้ามาแล้วเนาะကိုကြီးပေါင်းဒီကတက်ပေါင်းလေးဖြစ်ပါတယ်เนาะမင်းပေါင်းနိုင်ပြီနိုင်မှာဖြစ်ပါတယ်ကိုတို့ရောကိုနိုင်ပြီကိုရောပုံနေပြီဝင်ပြီတေချာကြည့်ပြီးတော့နိုင်တယ်ချီကိုတို့ပေါင်းလေးဖြစ်ပါတယ်ခင်ဗျာ001 1150 D00150 လို့တက်တယ်ကွန်ပျူတာတူကွန်ပျူတာတူ၄ချိန်မြောက်ဒီကသမင်းပေါင်းပါပဲကျွန်တော်ကပါပြီဒီမှာလည်းဒီကွာအခုနားလိုက်ပါပြီဆိုတော့လက်ရင်မြောက်လက်ဒီကရှေ့ဒါလည်းသမင်းပေါင်းပါပဲ
အဲ့ဒီနံပါတ်လေးက T001281 နာမည်ကျွန်တော် main to ရဝေးရ T001281 နာမည်က main to ဒီပေါက်သွားတာတော့၄ချိန်လောက်မင်းပေါက်ဦးလေးပါကဲတော့မင်းကဘာလဲရတယ်မိုက်ခရိုဝေးပါဗျာလေးလေးခေါင်းကြီးနိုင်လိုက်ရ ကဲစစ်ဆရာကြီးကတော့ကျွန်တော်ဟိုနေ့နိုင်ရတော့မယ် T001144 3စတာဖြစ်ပါတယ်3စတာကဲဒီစားကဲမလို့တို့ထောက်ပါရမတော့ဓာတ်ကြီးတွေကမှာဟောတယ်ပြည်တယ်တော့ပါမလားဦးဒီအဲကူကဖြစ်နေဘူးတော့6တင်ရ ကိုတန်းဝင်ထီး ပတ်နေသေးလို့ဘာလို့ 0002 တော့ညာတော့လို့ 02ကိုတန်းဝင်ထီးတဲ့မလို့တော့လေးပါပါပါတယ် ဘုံဝင်ကြီးချောင်းကြီးတော့ ဆောင်းလို့ရပါ ဒါ တော့ တော့ချောင်းကြီးကြရင်နောက်ဆုံး3မျိုးကတော့ဖုန်း3လုံးပေါ့ဟုတ်ပြီဒီက ဟုတ်တယ်မှာ အားလုံးစောင့်ကြတယ် ဘောလုံးကြပါလေနော်ကိုပြောနိုင်ပြီကျွန်တော်ကတော့ညလုံးမိတ်တော့နော်တော့စားပြီးတော့ဘုံဒီလိုစစ်ပါစားပြီးတော့တိုက်ပြပါမယ်စားရနိုင်ပါပြီစားမယ်ပါပြီကဲT000343နာမည်ကဦးချစ်လူရဲ့ဦးချစ်လေးဦးချစ်လေးဦးချစ်ချင်ပါဦးချစ်လေးဦးဒီပါလေဦးချစ်လေးဦးဒါဒီပဲပေါက်တဲ့ပုံကြီးလေဦးချစ်လေးပေါက်မဲ့နေရာဒီဖုန်းလေးဒီပါလေဘယ်တော့မှလေးပဲကောက်ပဲဟုတ်ဘူးဘယ်တော့မှလေးပဲကောက်ပဲဒီကဖြစ်လို့ဘာလို့လဲဘယ်တော့မှလေးပဲကောက်ပဲဘယ်တော့မှလေးပဲဟုတ်သွားတယ်လူကတော့ T002559ဦးအောင်မျိုးစော T002559ဦးအောင်မျိုးစောဖြစ်ပါတယ်ကဲဟိုမျိုးစော ဒီဖုန်းလေးကတော့ကျွန်တော်ဒီမှာ Samsung Galaxy A06 ဖြစ်ပါတယ်ဒါ Samsung ဖုန်းနောက်တဲ့တယောက်ထပ်ပါပါတယ် ခင်ဗျာ ကဲပါတကယ် မင်းသားချောချောလိုက်ပါတော့မယ်ဝင်ရမ်းမယ်ဝင်ရတော့မယ်ဒီမှာတော့မယ်ဟုတ်လားဟုတ်တော့ကိုကိုလည်းနိုင်နေရနော်ခင်ဗျာနော်သူကအေးဒါအားတယ်တာရှိတဲ့ဆွေးနွေးတာအေးဒီနေ့နဲ့အောင်မြင်ထုံးT0002 152ကိုအောင်မြင်ထုံးပြပါလေပြောမယ်ထုံးတယ်မှာဒီအဆောကြောင်းတော့အခုဆိုရင်ကျွန်တော်တို့ကန်ဆယ်မဲ့စီစဉ်ကြီးကပြီးသွားပါပြီ။နော် promotion ကလည်းကျွန်တော်ပြီးသွားပြီ။ကျွန်တော်ထိုင်သွားဖို့လည်းအကုန်လုံးကပြင်ဆင်နေကြပြီပြပါတယ်နော်။အခုဆိုရင် ready ပဲအကုန်လုံးဖြစ်နေပြီ။နော်အဲဆိုရင်ကျွန်တော်တို့ဒီအားပဲကျွန်တော်နှုတ်ဆက်ကြည့်ပါတယ်။နော်နောက်တစ်ခါနောက် promotion နောက်ဆက်မပြလာဖို့ရှိပါတယ်။အားကြလည်းကျွန်တော်တို့အားပေးကြပါဦးလို့ကျွန်တော်ပြောရတာကပြီးပြီ။အကုန်လုံးကိုယ်စင်းတွေကကျမ်းမှာချမ်းသာကြပါစေ။နှုတ်ဆက်ပါတယ်ကျွန်တော်ရေချောလေးရတယ်နှုတ်ဆက်ပါတယ်